တော့ဆေးထုတ်ပေးတာနဲ့ပတ်သက်ပြီးတော့နောက်တစ်ခုပြောပြချင်တာကြတော့မြို့နယ်တွေအဓိကမြို့နယ်ကျွန်တော်ပြည်နယ်နဲ့တိုင်းလည်းအသုံးများပါတယ်ကျွန်တော်တို့ breakdown ဆေးတွေရှိရပေါ့ဆိုလိုတဲ့သဘောက breakdown ဆေးပေါ့နော်ဘယ်လိုမျိုးဆေးလဲဆိုတော့ထားပါတော့မဟုတ်ဘူးကျွန်တော်ဒီဆေး3မျိုးပေါ့နော်ဒီဆေး3မျိုးကိုကျွန်တော်ဌာနထားပါဌာန3ပါပေါ့နော်ဆိုလိုတဲ့သဘော copy ယူမှာအဲ့တော့ဒီမှာဆိုရင်ဆေး3မျိုးပါတဲ့ဆေး3မျိုးပါတဲ့အရေးအတွက်ပေါ့နော်ဒီ voucher ကိုကျွန်တော်တို့ကနောက်ဌာနတွေအတွက် copy ယူမယ်တစောင်းချင်းစီရိုက်ထည့်ရရင်မလွယ်ဘူးလေနော်အကြာကြီးပဲဆိုတော့အဲ့ဒါကိုဘယ်လိုယူမလဲဆိုတော့ကျွန်တော်တို့ဒီမှာတစ်ချက်နှိပ်မယ်ပြီးရင်ခုနက cancel ဆိုတဲ့ခလုတ်ရဲ့ဘေးမှာ duplicate ဆိုတာလေးရှိတယ် cancel ဆိုတဲ့ခလုတ်ရဲ့ဘေးမှာ duplicate ဆိုတာလေးရှိတယ်အဲ့တစ်ချက်နှိပ်လိုက်မယ်ပြီးရင်သူကအဲ့ဒါဆိုရင်အခုလက်ရှိရွေးထားတဲ့ voucher ကိုနောက်တစ်စောင်းထပ်လုပ်ချင်လားလို့သူကမေးတာဟုတ်ကဲ့လုပ်ချင်ပါတယ်ဗောနော် yes အဲ့လိုမေးတဲ့အခါမှာသူကအဲ့voucher တွေမှာ place holder line ထားမလား line အားလုံးထားမလားပေါ့နော်အဲ့တော့ဒီ place holder line ဆိုတာဆေးမရှိဘဲနဲ့ဟိုပါပေါ့နော်ထုတ်ပေးလို့ရတဲ့ဆေး line မျိုးကိုလည်းသူကဆိုလိုချင်တာအဲ့တော့ဒီကတော့တိတ်စဉ်းစားမနေပါနဲ့ကျွန်တော်ပေါ်လာပြီဆိုရင် online ပဲရွေးလိုက်ပါပေါ့နော်အဲ့တော့ online ကိုရွေးလိုက်မယ်ဆိုရင်သူကဒီမှာဟိုအောက်ဆုံးမှာဒီအောက်ဆုံးမှာကျွန်တော်တို့ဒီနေ့ရက်စွဲနဲ့ NW ဆိုပြီး voucher အသစ်လေးတစ်စောင်သူကပို့ပေးလိုက်တယ်ဒီမှာဆိုရင်ဒါကကျွန်တော်တို့ရဲ့ original voucher ဒီမှာဆို confirm နေပါရဖြစ်ပြီးသားဒါကကျွန်တော်တို့ copy ယူလိုက်တဲ့ voucher ဟုတ်တယ်နော်ဒီမှာဘာမှ confirm date တွေဘာတွေမပါသေးဘူးဌာနနာမည်ကတော့ဒီဌာနပဲသူက NW နဲ့ပြီးရင်ဒီမှာရိုက်တဲ့ရက်စွဲပေါ့ဒီနေ့ရက်စွဲနဲ့သူကဖွင့်လိုက်တယ်အဲ့တော့ဖွင့်လိုက်ရင်သူကအဲ့ voucher ကသူကဌာနနာမည်ကတော့ဒီဌာနပဲအဲ့တော့ကျွန်တော်တို့ထုတ်ပေးမဲ့ဌာနနာမည်တစ်ခါလေးပြောင်းလိုက်မယ်နောက်ဌာနတစ်ခုပေါ့နော် breakdown ပေးမဲ့ဌာနတစ်ခုဒီဌာနကိုကျွန်တော်ပြောင်းလိုက်မယ်နာမည်ရင်ပြောင်းလိုက်မယ်ပြီးရင်ဒါကတော့ copy ယူထားတယ်ဆိုတော့ comment လေးကိုသူကထည့်ပေးတာအဲ့တော့ copy ဒါလည်းကျွန်တော်မလိုအပ်ရင်ဖြတ်ချလိုက်မယ်ဖြတ်ချပြီးရင်ဒီမှာ issue voucher number တွေဒါတွေကခုနဆေးထုတ်ပေးတဲ့ပုံစံအတိုင်းကျွန်တော်ဖြည့်မယ်ဖြည့်ပြီးရင်ဒီမှာသူကဆေး line နေတော့ဒီမှာရွေးထားပြီးပြီမယ်ဘာဖြစ်နေလဲဆိုတော့ဆေး line နေသည်ဘာတွေမပါဘူးလဲဆိုတော့ဒီမှာ expiry တွေ batch တွေက none တွေဖြစ်နေပြီးတော့ဆေး line တွေကအနီတွေဖြစ်နေဆိုလိုတဲ့သဘောကဘာလဲဆိုတော့ဆရာစမတို့ကသူက voucher တော့ပြင်ပေးလိုက်တယ်ဆေး line တွေတော့ထည့်ပေးလိုက်တယ်အရေးအတွက်တွေတော့ထည့်ပေးလိုက်တယ်ဒါပေမဲ့ဘယ် batch တွေကထုတ်ပေးမယ်ဆိုတာကိုဆရာစမတို့ကိုယ့်အကိုရွေးပေးရမယ့်ပုံစံဖြစ်တာပေါ့နော်မရွေးရသေးဘူးကျွန်တော်တို့ဆေး line တွေကိုအဆိုင်မချသေးဘူးဖြစ်နေအဲ့တော့ခုနပြောတဲ့အတိုင်းနာမည်ရွေးမယ်လိုအပ်တဲ့ information ဖြည့်မယ်အရေးအတွက်တွေပြန်ပြင်ကြည့်လဲဒီစစ်မှာပြင်လို့ရသေးတယ်မ20မဟုတ်ဘူးပေါ့နော်ထားပါတော့30 15မဟုတ်ဘူး20တခါလဲအရင်ပြင်ထားလိုက်ပေါ့နော်ပြင်ထားဒါ90မဟုတ်ဟိုပါပေါ့နော်30စရှိသဖြင့်အဓိကဆေးနာမည်တူတယ်အရေးအတွက်ကနောက်ဌာနတစ်ခုအတွက်မတူဘူးဆိုရင်ကျွန်တော်တို့ဒီမှာအရေးအတွက်လိုက်ပြင်လိုက်မယ်ပြီးပြီဆိုရင်ကျွန်တော်တို့က batch ကိုကိုယ့်အကိုလိုက်ရွေးစရာမလိုဘူး unsupply ကိုကျွန်တော်တို့ခိုင်းလိုက်မယ်ပေါ့နော်ဘယ်လိုခိုင်းလိုက်မလဲဆိုတော့ကျွန်တော်တို့ဒီနေရာမှာဒီနေရာမှာဒီခလုတ်လေးတွေ့လားမသိဘူးเนาะဒီခလုတ်လေးဒီကျွန်တော်ဟိုကပြလို့မရလို့ဖြစ်နေဒီအောက်ဆုံးပါလေဒီ i ရဲ့ဘေးနားကဒီရေတကောင်းပုံလေးဒီမှာ mouse မှာတော့ကျွန်တော်မြင်ရမယ်ထင်ပါတယ် i ရဲ့ဘေးနားကရေတကောင်းပုံလေးသူကအဲ့ရေတကောင်းပုံလေးကဘာလောက်တာလဲဆိုတော့ဒီဆေးလိုင်းတွေ10မျိုး15မျိုးရှိတဲ့ဆေးလိုင်းတွေကိုသူကအဆင်ပြေတဲ့ထဲကထုတ်ပေးပါဆိုပြီးသူက supply ကိုခံလိုက်တာအဲ့တော့ဒီရေတကောင်းပုံလေးကိုနှိပ်မယ်နှိပ်ပြီးရင်ဒုတိယတစ်ခုပထမတစ်ခုကတော့ line number ကိုပြန်စီတာတကယ်လို့ဒီမှာ number တွေစီနေရမကြောက်ဘူးဘာညာဆိုရင်1 2 3အစင်လိုက်တိုင်းဖြစ်အောင် line number ပြန်စီတာကို re number သုံးတယ်ဒုတိယတစ်ခုကတော့ဒီကျွန်တော်တို့အခုယာထားတဲ့ stock တွေကိုကျွန်တော်တို့ stock ထဲမှာရှိတဲ့အဆင်ပြေတဲ့ batch တွေကအဆင်ပြေတယ်ဆိုတာ expiry အနည်းဆုံးပေါ့နော်သူက number 1မှာထားတဲ့ line တွေကထုတ်ပေးပါဆိုပြီး unsupply ကိုခိုင်းလိုက်တာခိုင်းလိုက်ရင်သွားမှာတချို့ဟာတွေက expiry နီးနေတယ်ဘာညာဆိုပြီးပြလိုက်မယ်ဘာမှကျွန်တော်ဖြစ်စရာမလိုဘူး okay ပဲထားလိုက်မယ်အဲ့တော့ဒီမှာဘာဖြစ်သွားလဲဆိုတော့ပြန်ကြည့်လိုက်ရင်ဒီ number လေးတွေကအမဲဖြစ်သွားမယ်ဒီမှာဆိုရင် number ဒီဟာလေးတွေက line လေးတွေကအမဲဖြစ်သွားမယ်ဒီ line ကဘာလို့အနီးဖြစ်နေလဲဆိုတော့ဒီ line ဒီ expiry ကဟိုဟာကုန်ပြီးသားဖြစ်သွားလို့2026 9လပိုင်းဆို expiry ကုန်ပြီးသားဖြစ်သွားလို့အဲ့တော့ဆက်စမတို့မြင်အောင်ကြည့်လို့ရတယ်စေး10မျိုး15မျိုးဆိုရင်တကြောင်ချင်းစီရိုက်ထပ်ထားတဲ့စာရင်ဒီလိုမျိုးတစောင်းvoucher ရိုက်ထားမယ်အဲ့ကောင် copy ယူမယ်10မျိုး15မျိုးလုံးပါမယ်ဆေးတွေကအရေးအတွက်လေးတို့ကျွန်တော်ပြန်ပြင်လိုက်မယ်ပြီးရင်ဒီရေတကောင်းပုံလေးသွားမယ်
သွားပြီး issue stop for office ဆိုတာ line လို့ရွေးလိုက်မယ်ရွေးလိုက်ပြီးအဲ့မှာသူကနဲ့သူ unsupply က expire အနည်းဆုံးရှိတဲ့ batch တွေကယူပြီးသူဆွဲထုတ်သွားပေးမယ်အဲ့ဒီကအဆင့်ရောက်ပြီးဆိုကမှကိုစိတ်ကြိုက်တချို့ကကြတော့ဆရာမတို့အနည်းဆုံး batch တွေကမထုတ်ပေးမဲ့စီတွေရှိတယ်နှစ်မျိုးသုံးမျိုးပေါ့နော်အဲ့လိုနှစ်မျိုးသုံးမျိုးကိုသွားပြီးတော့ဒီမှာ manually ဘယ် batch တွေကထုတ်ပေးမယ်ဆိုတာကိုပြန်ပြင်လိုက်လို့ရတယ်အဲ့တော့ပြီးရင်ဒီမှာ voucher တစ်စောင်ကျွန်တော်တို့ပြီးရင် confirm နှိပ်မယ်ပြီးရင်ရက်စွဲထည့်မယ်ပြီးရင် okay နှိပ်မယ်ပြီးသွားပြီပေါ့နော်အဲ့ဒါဆိုတစ်စောင်ပြီးသွားပြီတကယ်လည်းနောက်ပိုင်းကျရင်ပုံမြန်လာမယ်ပေါ့နော်ဒီမှာနောက်တစ်စောင်သွားမယ်ဆိုရင်ဒီကောင်သွားမယ် duplicate နှိပ်မယ်နောက်ဆောင်သွားမယ်ဆိုရင် duplicate နှိပ်မယ်ဒီမှာဆိုရင်ဒီနေရာလေးတော့ online ဆိုတာလေးရွေးပြီပေါ့နော် online နှိပ်မယ်ပြီးရင်ကျွန်တော်ဒီမှာဖွင့်မယ်ဒီလိုက်ပေါ့နော်ဒီကောင်ဖွင့်မယ်ဖွင့်ပြီးရင်ဒီမှာကျွန်တော်ထုတ်ပေးမယ့်ဌာနနာမည်ပြောင်းမယ်ပြီးရင်လိုအပ်တဲ့ information တွေဖြည့်မယ်ပြီးရင်ရေတွက်တွေကမှန်တယ်ဒီတိုင်းပဲဆိုဘာမှပြောင်းစရာမလိုဘူး unsupply ကိုပြောလိုက်မယ်အဆင်ပြေတဲ့တွေကထုတ်ပေးပါလို့ပြောလိုက်မယ်အဓိကတော့ stock ရှိဖို့တော့လိုတယ်ပေါ့နော် stock ကတော့ရှိရမယ်မရှိဘူးဆိုတော့အနီရောင်ကြီးနဲ့ပြပြီးတော့ကြံခဲ့လိမ့်မယ်ပေါ့နော်အဲ့တော့ဒီမှာဆိုရင်ဒါဆိုနောက်တစ်ဆောင်ပြီးသွားပြီ confirm နှိပ်မယ်တရက်ရှယ်လာစချာပြောမယ်အဲ့တော့နောက်တစ်ဆောင်ပေါ့နော်နောက်တစ်ဆောင်ကျွန်တော်ဟောဖြစ်ပြမှာ duplicate သွားမယ် online သွားမယ်တော့မရှိရင်ဘယ်လိုဖြစ်လဲဆိုတော့ကျွန်တော်တစ်ချက်ပြမယ်ပေါ့နော်ဒီမှာဒါတော့1000ပေါ့နော်1000ဆိုပြီးတော့ထားလိုက်မယ်ဒီမှာထားပါတော့3000ဆိုပြီးထားလိုက်မယ်3000ထားလိုက်မယ်အဲ့တော့ကျွန်တော်ဒီမှာ stop ဘယ်လောက်ကြံမှန်းတော့မသိဘူးအဲ့တော့ဒီမှာအရေးအတွက်တွေကကျွန်တော်တို့ကဒီမှာပြင်လိုက်တာများသွားပြီပေါ့နော်များသွားရင်အဲ့တော့ကျွန်တော်တို့ကမသိဘူးရတယ် unsupply ကိုကတော့အဆင်ပြေတဲ့တရားထုတ်ပေးပါဆိုပြီးကျွန်တော်ခိုင်းလိုက်တယ်ခိုင်းလိုက်ရင်သူကဒီမှာဆိုရင်3000ထဲမှာကျွန်တော်တို့ရေးတာ3000ထဲမှာဆိုရင်သူက4000ပဲ store ရှိတဲ့အတွက်4000ကိုတော့ထုတ်ပေးတယ်ကျန်တဲ့25860ကို line အနီနဲ့ပြတယ်အဲ့လိုပေါ့နော် line အနီနဲ့ပြနေတယ်အဲ့လိုပဲအပေါ်မှာဆိုလဲကျွန်တော်တို့ဒီမှာဆိုရင်ringer lattice ဆိုရင်မရှိတော့ဘူး infusion set ကတော့ဟို20မှာကျွန်တော်5ခုရှိတယ်ကျန်တဲ့15ခုမရှိတော့ဘူးအဲ့လိုမျိုးပေါ့နော်ဒါဆိုရင်तू ရှိတဲ့အရေးအတွက်ကိုတော့ तू က line ကိုထည့်ပြီးတော့အမဲအောင်ပြပေးတယ်ဒါပေမဲ့ तू ဟိုပို့နေတဲ့အရေးအတွက်များနေတဲ့အရေးအတွက်ကိုတော့အနီရောင်နဲ့ဆက်ချံပေးထားတယ်အဲ့တော့ဒီလိုမျိုးပေါ်လာရင်တေချာပေါက်ဆရာမတို့စီမှာ stock လက်ကျန်မရှိတော့တဲ့အတွက် supply အနေနဲ့ तू ရှိတဲ့ထဲကပဲထုတ်ပေးနိုင်မယ်ဆိုတာလေးကိုကျွန်တော်တို့သိလို့ရပါတယ်အဲ့လိုမျိုးဆိုရင်တော့ line အနီရောင်တွေကိုတော့ပြန်ဖြတ်မယ် line အနီရောင်တွေကို select လုပ်ပြီးတော့ delete နဲ့ဖြတ်မယ်ပြီးပြီဆိုရင်ကျွန်တော် confirm လုပ်မယ်ရက်ဆွဲထည့်မယ်ဆိုရင်ဒါပြီးသွားပြီပေါ့နော်အဲ့လိုမျိုးနီလန်းကိုအသုံးပြုပြီးတော့ကျွန်တော်တို့မြို့နယ်အနေနဲ့ IC set center တွေပေါ့နော်အဓိကအဲ့လို breakdown နဲ့ထုတ်ပေးရမယ်စီးစင်းတွေရှိရင်တစ်ဆောင်ပဲကျွန်တော်နမူနာပြင်လိုက်မယ်ကျန်တဲ့အဆောင်တွေကိုအခုလို duplicate လုပ်ပြီးတော့တောက်လျှောက်ဆေးထုတ်ပေးသွားလို့ရပါတယ်ပေါ့နော်